ဒီနေ့12ရက်နေ့4လ2025ခုနှစ်ပေါ့နေပြည်တော်မှာပါ28ရက်နေ့ကငလင်ဖြစ်သွားတယ်ငလင်ဖြစ်သွားပြီးတဲ့နောက်ပိုင်းအခြေအနေလေးပေါ့နော်လမ်းတွေအဆောက်အဦလေးတွေကိုလက်လန်းမိသလောက်မှတ်တမ်းတင်တာတွားကြည့်တာပေါ့နော်ဒီနေ့ကတော့12ရက်နေ့ဆိုတော့မနေ့ပြန်ကြရင်13ရက်နေ့4လ2025တကြံအကျိုးနေ့ဖြစ်တော့မှာဖြစ်တဲ့အတွက်ကြောင့်မမကနောက်ရက်ဆိုလို့ရှိရင်အပြင်မထွက်တော့ပါဘူးတကြံအတွင်းအိမ်မှာပဲနေမှာပါဒီနေ့ကတော့တကြံအကျိုးနေ့မရောက်ခင်တရက်ပေါ့နော်12ရက်နေ့ဆိုတော့မမဒီနေ့တွားကြည့်ဖြစ်တာလေးမှတ်တမ်းတင်ဖြစ်တာလေးကို edit လေးပြန်လုပ်ပြီးချစ်တွေအတွက်မမပြန်တင်မိတာပါအခုမမသွားနေတာကတော့နေပြည်တော်ဘူဓာကြီးပါဘူဓာကြီးတဲကိုစဝင်ပါပြီအခုမြင်တွေ့နေရတဲ့အတိုင်းပဲလမ်းလေးတွေကတော့အနေချင်းအပ်သွားတယ်မြင်ရတွေ့ရတဲ့လောက်ကတော့လမ်းလေးတွေအပ်တယ်တော်တော်များများပြီးရင်အဆောက်အဦတွေကတော့ပြိုကျပျက်စီးခြင်းမရှိပါဘူးဆိုးဆိုးဝါးဝါးဖြစ်သွားတာကိုမတွေ့ရပါဘူးအားလုံးကိုမမလှည့်ပတ်ပြီးတော့ရိုက်ခဲ့တယ်ငလင်က28ရက်နေ့လောက်တာ29ရက်နေ့မှာအပြင်ထွက်ပြီးတော့မြေပြင်ခြေနေကိုတွားပြီးတော့တွားကြည့်ခြင်းနဲ့မှတ်တမ်းတွက်တင်ခြင်းနဲ့ဒါပေမဲ့အိမ်ကမိသားစုကခွင့်မပြုဘူးစိတ်မချဘူးအဲ့ဒီအတွက်ကြောင့်မို့လို့ဒီရဲ့ပိုင်းမှာပဲတွားကြည့်ဖြစ်တာပေါ့နော်မမထွက်တာတော့ငလင်လုတ်ပြီး10ရက်ကျော်လောက်မှပဲမမကတွားပြီးတော့မြေပြင်ခြေနေကြည့်မိတာပေါ့နော်ဒါကတော့ဘူဓာကြီးမှာမှန်နေကွဲကြတာတဲ့မြင်ကွင်းလေးပေါ့ဒီနေရာလေးကတော့မိရထားလက်မှတ်ဝယ်ရတဲ့နေရာလေးပါရှင်ဒီဘက်ဘေးကတော့ခီးတဲ့တွေရထားဆောင်ရတဲ့နေရာနားတဲ့နေရာပေါ့တိုင်နေမှာတော့အင်္ဂလိပ်တွေကွာကြတာတွေတွေ့တယ်အဲ့တိုင်နှစ်တိုင်တွေ့ခဲ့တယ်ပေါ့နော်ဒါတော့ရထားတန်လန်းဘက်ကိုရိုက်ပြတာပါရှင်ဒီနေ့တော့မိုးနည်းနည်းအုပ်နေမနေ့ကတော့နေပြည်တော်မှာလေတော်ကြမ်းကြမ်းကြီးတိုက်သွားတယ်15မိနစ်လောက်ကြာမယ်လူမကထင်တယ်လေတော်တိုက်သွားတယ်မနေ့ကဒီနေ့လဲမိုးနည်းနည်းလေးအုပ်နေမိုးတော့မရွာဘူးပေါ့နော်ဒါဘူဓာကြီးအထဲထဲမှာပါဒါအပေါ်ဓာတ်ကိုတက်တက်လေးကားဒါတွေကွာကြတယ်ပေါ့ကွာကြတာတဲ့ဟာလေးကိုအနီးကပ်ဆွဲပြီးတော့ရိုက်ထားပေးတာပါအဆောက်အဦတွေကတော့ပြိုကျပျက်စီးတယ်အကြီးစားကြီးကတော့ဘာတစ်ခုမှပျက်စီးသွားတယ်တော့မတွေ့ခဲ့ပါဘူးဒါလေးတွေဆိုရင်လေကားမှအပ်သွားတယ်ပေါ့နော်အခုဒါတွေကတော့ချက်ချင်းသူတို့ပြင့်နေတာပေါ့ဒါအလုံးလုံးနေတယ်အဲ့ဒါလေးတွေကတော့မြင်တွေ့ခဲ့ရပါတယ်ဒါအခုဘူဓာကြီးအဆောင်တွေကနေထွက်လာပြီဒါကတော့ပြန်ထွက်မဲ့လမ်းမှာဒါကတော့ဘဝတန်တရားဆိုတဲ့ခမ်းမနေမှာပေါ့အဲ့ဒါလေးလဲရိုက်ခဲ့တယ်အဲ့ဒါလဲအင်္ဂလိပ်လေးတွေတဲ့နည်းနည်းချင်းကွာပြီးတော့အပ်တာပေါ့အဲ့လိုလေးတွေရှိတယ်လမ်းတော့တီးလေးတွေရှည်အပ်သွားတယ်အဲ့လိုမျိုးကြီးမားမားတော့အကြီးတွေကွာသွားတာတို့အကြီးတွေအပ်သွားတာလို့တော့မတွေ့ခဲ့ဘူးဒါဘူဓာကြီးကနေမမပြန်ထွက်လာပါပြီဘူဓာကြီးကနေတက်ဆက်သွားတော့နေပြီးတော့ပုပ္ပတိတိစီကိုအခုရောက်ပါပြီပုပ္ပတိတိစီမှာကတော့ပုံမှန်ပဲဆိုင်နေလဲဖွင့်နေဈေးဝယ်တွေနဲ့စီကားတိုက်မြိုက်နေတယ်ခါတိုင်းလိုပါပဲ
မမပုပ္ပတီတီစီကိုတစ်ပတ်ပတ်ပြပါမယ်မြို့မဈေးနဲ့တပြေကုန်းဈေးလိုမျိုးပြိုကျပျက်စီးနေတာတွေတော့မတွေ့ခဲ့ရပါဘူးပုပ္ပတီတီဈေးကတော့အခုမျက်မြင်တွေ့ရတဲ့အခြေအနေပါပဲအခြေအနေကောင်းပါတယ်ဆိုင်တွေလည်းအားလုံးနီးပါးပြန်ဖွင့်လာတယ်ဈေးဝယ်တွေနဲ့လည်းစီကားနေတယ်ပုံမှန်အတိုင်းလဲပတ်နေတယ်ပေါ့နော်ကြီးကြီးမားမားဖြစ်သွားတာလည်းမတွေ့ပါဘူးဒီလိုလေးတွေ့ရမြင်ရတာစိတ်ချမ်းသာပါတယ်ဝမ်းလဲတာပါတယ်တကယ်တော့မမတစ်မြို့လုံးကိုလဲပတ်ပြီးတော့ကြည်ကျင်တာမှတ်တမ်းတင်ကျင်တာတကြံရက်ကမနေ့ပြန်ဆိုတကြံရက်ဖြစ်သွားပြီ73ရက်နေ့ဆိုတော့အဲ့ဒါကြောင့်မလို့မမကတကြံပြီးတဲ့အထိအပြင်မထွက်တော့ဘူးဆိုတော့ဒါလေးတွေပဲလိုက်ကြည့်ဖြစ်တာပေါ့နော်မမလိုက်ကြည့်ဖြစ်တဲ့နေရာလေးတွေအကုန်လုံးကိုမမဗီဒီယိုရိုက်ပြီးတော့မှတ်တမ်းတင်ခဲ့တယ်အဲ့ဒါကိုချစ်တွေကိုလည်းပြန်ပြီးတော့ကြည့်စီခြင်းလို့သိစီခြင်းလို့ဆိုပြီးတော့မမဗီဒီယို edit လေးကိုစိတ်ရှည်လက်ရှည်လေးလုပ်ပြီးတော့မမပြန်တင်မိတာပါအခုတော့ပုပ္ပတီတီစီမှာပါ weather လည်းဒီနေ့ fine ပါတယ်ဒီလိုပဲစီကားတိုင်းမြိုက်စွာတွေ့ရတဲ့အတွက်ကြောင့်မလို့ဝမ်းသာကျေနပ်မိပါတယ်ရှေ့ရတာသမီးများအားလုံးလည်းကြမ်းပါကြပါစေဒါကတော့ပုပ္ပညစီလို့ခေါ်တယ်ပေါ့နော်ဒါကြောင့်ကွင်းပြောင်ပြောင်ကြီးထဲမှာစီညအထိရှိတယ်စီမမထင်တာကတော့9နာရီလောက်ထိရှိရတယ်နဲ့ဒါကတော့ပုပ္ပတီတီစီပဲဒါကတော့ဒီဘက်အချမ်းပဲပေါ့နော်အပေါ်ဘက်လို့ခေါ်ရမလားမသိစီကန်းနေပြီးတဲ့အခါကျလျှက်စစ်ပစ္စည်းဆိုင်နေစပင်ညက်ဆိုင်နေအားကစားပစ္စည်းဆိုင်နေလက်ကွာဆိုင်နေရှိတယ်ပဲပေါ့နော်ဒီဘက်လည်းဘာမှပြိုကျပျက်စီးခြင်းမတွေ့ခဲ့ပါဘူးအခုတွေ့မြင်နေရတာလေးကတော့ပုပ္ပစီပုပ္ပတီတီစီရဲ့အတွင်းဘက်အချမ်းတွေပဲဖြစ်ပါတယ်ဒါအတွင်းဘက်အချမ်းဒီမမကဝင်ပြီးတော့ရိုက်ခဲ့တာပါဘာတစ်ခုမှပြိုကျပျက်စီးခြင်းလုံးဝမရှိပါဘူးအကုန်လုံးရိုက်ခဲ့ပါတယ်ဒါပြီးလို့ရှင်ပုပ္ပတီတီဈေးကနေထွက်ပြီးတော့မမကတဲ့လေးပြန်မောင်းမယ်တဲ့လေးတွားတယ်ဆိုလို့ရှင်တော်တော်လေးတော့တွားသေးတယ်မန္တလေးလို့ဆိုလို့ရှင်ကတော့2ပြ3ပြလောက်လို့ပြောရမှာပေါ့နော်အဲ့ရဲ့လမ်းကမမအခုကရင်အငိမ့်စားကရင်300စီးရုံဘက်ကိုမမသွားကြည့်မယ်ပေါ့ sorry ပါနော်မမကအငိမ့်စားကရင်300လို့ပြောလိုက်တယ်အငိမ့်စားကရင်300လားတော့တေချာတော့မသိဘူးသူတို့ရဲ့ site မို့တတ်ထားတာတော့ကရင်300လို့တတ်ထားတယ်အဲ့တော့သွားကြည့်နေပါတယ်အခုဒါမြင်နေရတာတော့ဆေးရုံဝင်းကြီးကိုမမရိုက်နေတာဒါမျက်နှာစာပဲအချမ်းပဲပေါ့နော်ဒါဆေးရုံဝင်းကြီးပါရှင်ဒါအုတ်တိုင်းနေပေါ့နော်ဒါအုတ်တိုင်းနေတန်ပန်းနေလဲပြိုကျပျက်စီးခြင်းလုံးဝမရှိပါဘူးတစ်ပင်တွေလဲတာတွေပါလည်းမရှိပါဘူးမြေကြီးတွေပါအကွဲတာလည်းလုံးဝမရှိပါဘူးရှင်ဒါတောက်လျှောက်ကြီးမမကရိုက်လာတာမောင်းရင်းနဲ့အားလုံးအပြင်ဘက်ကနေကြည်တာတော့ဘာမှမတွေ့ရဘူးပေါ့နော်ဒီဟာပုံမှန်အတိုင်းပဲဖြစ်တယ်ပုံမှန်အတိုင်းအခြေအနေမျိုးပဲပေါ့နော်အဲ့ဒါမမကအခုစေးရုံရဲ့သူရဲ့ဆိုင်းဘုတ်နာကိုရောက်ပြီးသူရဲ့အဝင်ဝကိုရောက်ပြီးမမအဝင်ဝလေးကိုမမရိုက်ပြမယ်ပြီးသူစေးရုံကြီးတဲ့ကရင်300တဲ့နေပြီးတော့အဲ့ဒါအခုမုတ်ဦးရဲ့အခြေအနေလေးကိုပြမယ်ပေါ့နော်တစ်ချက်ဒါလေးတွေတော့ပြိုကျပါတယ်မုတ်ဦးပါဒါတော့ဒါအဝင်ဝပေါ့နော်ပြီးတော့မမအထဲသေးကိုဝင်သွားတဲ့အချိန်ကျတော့အဲ့မှာအကူညီနေတဲ့ရဲတပ်ဖွဲ့တွေရောမိတပ်တွေရောမမတွေ့ခဲ့တယ်အများကြီးပဲပေါ့နော်ဆေးရုံတွင်ထဲကိုဝင်သွားတော့ရွက်ဖြင့်တဲ့အဖြူအောင်လေးတွေအများကြီးတွေ့ခဲ့တယ်ဆေးရုံဝင်တဲ့အမကြီးတယောက်ကိုတွေ့တော့လဲမေးကြည့်လိုက်တယ်အမလူနာတွေလာလို့ရှင်ဒီကိုလာလို့ရလားလို့မေးတော့အခုဒီမှာလက်ခံလို့မရဘူးတဲ့ဈေးရတီတိကရင်90ဈေးကိုသွားပါမယ်တဲ့အခုလက်ရှိရတော့တဲ့အလိုသိရပါတယ်အဲ့ဒါမမလည်း
ဆေးရုံကဂရင်300ဆေးရုံကနေပြန်ထွက်လာပါပြီအခုပန်းလေးတွေခရမ်းလေးတွေအဝါလေးတွေတွေ့တယ်ပေါ့လာလို့မမရိုက်ခဲ့တာပါအခုအိမ်ပြန်နေပါပြီရှေ့ရဲ့တာသမီများအားလုံးပဲဘေးရန်ကင်းရှင်းကြပါစေကပ်ဘေးကြီးမှလည်းအမြန်ဆုံးလွတ်ကင်းကြပါစေမမကရှေ့ရဲ့တာသမီများအားလုံးအတွက်ဆန္ဒပြုလိုက်ပါတယ်ရှင်အားလုံးပဲကျေးဇူးတင်ပါတယ်